ကဲ့ပါဒီ printer လေးပေါ့နော် X printer ဒီ DDM80 စီလေးပေါ့သူက con နဲ့အလုပ်လုပ်တာပေါ့နော်ကျွန်တော် device ဟိုဟာ install ကွန်ပျူတာ install လုပ်ဖို့လည်းရှင်းပြ ISO device manager ထဲဝင်မယ်ဗျ Windows ပြီးလို့နေမယ် device manager ထဲဝင်မယ်သူက con နံပါတ်ဘယ်လောက်လဲဆိုတော့သူကစစ်မယ်ပေါ့နော်ဒီမှာ PORC post ပေါ့နော်တက်လိုက်တာနဲ့ဒီ con 3ဆိုတာပြနေတယ်ပေါ့နော်အဲ့ဒါလေးကိုဘယ်လိုစစ်လို့ရလဲ USB ကိုဖြုတ်လိုက်အဲ့ con 3ဆိုတာပျောက်သွားလိမ့်မယ်ပေါ့နော်ပြန်တက်လာလိုက် con 3ဆိုတာပြနေရပေါ့နော်တချို့တော့ဒီမှာကျတော့ကျွန်တော်ကွန်ပျူတာမှာကျ con 3ကိုပြရတယ်ပေါ့နော်အခြားပြင်မှာကျ con နံပါတ်တွေပြောင်းလဲမှုရှိနေပါတယ်ဗျအဲ့ဒါပြီးရင်ဒီမှာ device ကျွန်တော်ပြထားတဲ့ device ကိုဖွင့်လိုက်မယ်ဖွင့်လိုက်ပြီးတော့ I accept ကိုနှိပ်မယ်ပြီးတော့ finish ကိုနှိပ်မယ်အားသားပဲရွေးထားမယ် HP80 ကိုရွေးမယ်သက်ဆိုင်ရာ Windows ကိုရွေးမယ်ပြီးတော့ install now နှိပ်လိုက်မယ်ဗျပြီးတော့ဒီမှာပေါ့နော်တို့ခုနက con 3ဆိုတာလေးလေအဲ့ဒါရွေးထားလိုက်မယ်ဗျ con 3ဆိုတာရေးပြီး apply နေမယ် okay နှိပ်မယ် okay ပြီးရင်ဘယ်လိုမျိုးသွားစစ်လို့ရလဲဆိုတော့ဒီမှာပေါ့ printer property ကိုရေးမယ် port ကိုနှိပ်မယ်မှာ con 3ဆိုတာရေးထားရပေါ့နော် print test ကိုနှိပ်ကြည့်လိုက်ပါ printer နဲ့ test print တွေထွက်သွားရပေါ့နော်ဒီလိုမျိုးလေး install လုပ်ပြီးရပါတယ်ကျေးဇူးတင်ပါတယ်